ဒီနေ့ကကျိုးကျုံเนาะကျိုးကျုံချုပ်မှာဖြစ်ပါတယ်เนาะကျိုးကျုံမှာအပေါက်ဒါလေးအပေါက်ဖောက်ပြရတယ်เนาะဒီကန်းလေးနဲ့ထောက်မယ်၃ပေါက်ပေါ့เนาะကျိုးကျုံကအလုံးနည်းနည်းချုပ်တယ်ဒါပါလားဒီပေါ့လေနော်ဒါပါရောကအမြင်နဲ့ဈေးသက်တာနော်ပြီးသွားပြီဆိုရင်ဒီကျိုးရဲ့အရှည်က20နဲ့8လက်မချီရနော်20နဲ့8လက်မကျမတို့ဒီနောက်ကျောဘက်ကနေစပြီးတော့ယူမယ်နော်ဟောပါလေကြိတ်လေးလားကြိတ်လေးဒီမှာကြိတ်ကလေးပါနော်ဒီနောက်ကနေဆွဲယူလိုက်ရုံပဲနော်ကစားဆွဲနှုတ်လိုက်ပြီးရင်ဒီဘက်အလဲပေါက်ကနေဒီကစားကိုဒီလိုဆွဲယူလိုက်နော်ဆွဲယူပြီးတဲ့အခါကျရင်ဒီစားဒီမှာခဏလာချိတ်ထားနော်မဟုတ်ရင်လွတ်ထွက်သွားမှာစိုးလို့လေနော်ပြီးသွားရင်ဒီကနေဒီမှာကစားကိုဒီမှာလေးနော်ပြီးသွားရင်ဒီမှာဒီအစားလေးနော်မကြည့်ချင်းအောင်ပြပေးမယ်ဆိုရင်ဒီမှာဟုတ်လာတယ်အော်ဟုတ်ဒီကွင်းလေးတွေကိုဒီဘက်စားဒီကထက်ဒီဘက်စားဒီဘက်ကနေဒီဘက်ကိုထက်နော်အော်ဟုတ်ပြီပြီးတဲ့အခါကျရင်ဒီမှာဟောပညာဆွဲလိုက်တာဒါ28လက်မဆိုရင်တော်တော်လေးကိုတင်းတင်းလေးလည်းရတယ်ကိုင်းလို့လည်းကောင်းတယ်တို့ရင်ကျွဲရင်တော့တူလုံးပါနော်ကျမတော့ဒီလိုလေးလွတ်လွတ်လပ်ရှိရတယ်ကြိုက်လို့ရှည်လေးဖြတ်တာပေါ့နော်ပြီးရင်ဒီမှာထုံးဒါလေးထုံးလေးပဲလောက်ပေါ့နော်ထုံးလို့ပြီးသွားပြီဆိုရင်သူ့အစတက်တော့မယ်ဆိုရင်မိချစ်ကလေးနဲ့ပေါ့နော်မိချစ်ကလေးနဲ့မိချစ်လေးကိုခက်ခွက်လေးလုံးနော်ဟာမိချစ်ကမတော့နိုင်ကြတော့ဘာလဲဆိုကဲရှိလားဘလို့လဲဆိုတော့တချို့တွေကမြန်လုံးတော့မကြည့်တတ်ဘူးတဲ့နော်မြန်လုံးတော့မကြည့်တတ်ဘူးတဲ့ပြီးတော့ဘလို့ခောက်ထည့်လိုက်မှလည်းမသိဘူးတဲ့ပြောလို့လေနော်လေးအောင်မခောက်ထည့်ရဒီအဖုံးလေးအောက်မှာခောက်ထည့်ရပါနော်ကျိုးတွေကမေးသေးတယ်ကတ်ထုထမ်းမထည့်တော့ဘူးလားတဲ့မြင်ဘူးပါတယ်ကတ်ထုတွေတက်ထက်ပြီးတော့ထည့်ချုပ်ကြပါဘောနော်ကျန်တဲ့တယောက်ရှုပ်ကုန်ရှုံနေကြတယ်မတူဘူးဒါပေမဲ့ဒီပုံစံလေးကြာကြီးခံပါတယ်ကျွန်တော်တို့ဘာလို့ကြည့်ရမှာလဲဆိုတော့ဈေးတက်တာပါပေါ့နော်ဈေးချို့တဲ့လူကအကြောင်းသားပြီးပါလိဈေးတက်တာကိုကျွန်တော်ပြီးဖို့ပြောတာပေါ့ဟုတ်ပတ်စံအကုန်ခံနိုင်တော့ရှယ်ရှုပ်လို့ရပါဘောနော်ဒါပေမဲ့ကျောင်းသားမိဘရဲ့အနေနဲ့တစ်နှစ်ကျောင်းစာကတယောက်တစ်ခန်းစာကို50အုပ်ပေါ့နော်ဆိုတော့ဒီမှာလှမ်းနော်ဒီမှာနော်ပြီးပြီတစ်ဖက်နောက်တစ်ဖက်ဒီမှာနော်ပြီးပြီဒါကြိုးကျုံနော်နောက်ထပ်ဒီပညာတွေအများကြီးရှိသေးတယ် like and follow လေးလုပ်ထားပြီးနော်ကြောက်ပြီးတော့နော်အကျိုးမရုပ်စေရဘူးပညာတွေကိုရှိတဲ့ဟာတက်တဲ့ဟာတွေကိုညဝေပေးမယ်ဆရာကြီးတော့မဟုတ်ပါဘူးကိုတမဲနားလည်းပြီးတော့ကျွန်တော်ဘာလို့ပတ်ဆိုတော့ဒီကိုထက်ဘယ်လိုပြောမလဲကိုလိုမျိုးမပြည့်စုံသေးတဲ့လုပ်ငန်းသမားလေးတွေကိုကြီးရွယ်ပါတယ်နော်အဆက်ဆက်ရရဆက်အကြီးကြီးကိုင်းပြီးတော့ထိတ်ဆုံးရောက်နေပြီးတော့ပန်းနဲ့ရောက်နေတဲ့သူတွေကိုမပြောပါဘူးနော်ရပြီဒီမှာပါကျိုးကျုပ်ပါဒီမှာပါနော်ပြုတ်လည်းမပြုတ်ပါဘူးတည့်ရမှုပိုင်းကလည်းအမခံပါတယ်နော်ကျေးဇူးတင်ပါတယ်နော်မှာဒါစတပလာကျုပ်နော်ဒါကျိုးကျုပ်မှာဒါစတပလာကျုပ်ပဲနော်ဘလောက်ဒူးထူထူကျိုးကျုပ်လည်းရတယ်စတပလာကျုပ်လည်းရတယ်နော်ခိုင်ခန့်မှုကတူတူပဲကျိုးကျုပ်ကလည်းဒီမှာလှန်လို့ရတယ်နော်လှန်တဲ့ခါလည်းသူလည်းဒီလောက်ပဲလှန်လို့ရတာကျိုးကျုပ်ကလည်းဒီလောက်ပဲလှန်လို့ရနော်စတပလာကျုပ်လည်းဒီလောက်ပဲလှန်လို့ရတယ်တူတူပဲနော်တချို့ကစတပလာဆိုလှန်လို့မရဘူးလို့ပြောလို့နော်တူတူပဲကျေးဇူးတင်ပါတယ်